လောကမှာပြောတဲ့အတိုင်းမဟုတ်ပါလားလူတွေဆိုတာအင်မတန်ရှုပ်ဝဲဆန်းကျင်ကိုယ်အကျိုးလိုလားတဲ့အောင်ရောင်နဲ့ပြောတော့လဲကိုယ်အကျိုးမဲ့ကိုပြောနေတဲ့ပုဂ္ဂိုလ်တွေကအများကြီးဖြစ်တတ်တယ်။ဒါကြောင့်မို့လို့မြတ်စွာဘုရားနဲ့တွေ့တော့ကကန္တရကဆိုတဲ့လူတယောက်ကမြတ်စွာဘုရားကိုလျှောက်တယ်ရှင်ဘုရားဒီလူသားတွေရဲ့စိတ်ဓာတ်အင်မတန်မှလျှို့ဝှက်တယ်ကောက်ချစ်တယ်တိရစ္ဆာန်တွေရဲ့စိတ်ဓာတ်ကတော့အလွန်ရိုးသားဖြောင့်မတ်တယ်ဂုံရှင်နေညေတံဗန္တိယတိတံမနုဿာလူတွေရဲ့စိတ်ဓာတ်သိဖို့ဆိုတာအင်မတန်မှခဲနေလူတွေကအလွန်ရှုပ်ဝဲကောက်ချစ်တတ်တဲ့လူလှုပ်တာတစ်မျိုးပြောတာတစ်မျိုးစိတ်ထဲကတစ်မျိုးလူတွေဟာစိတ်ထဲရှိတဲ့အတိုင်းပြောကြဆိုကြတာမဟုတ်ဘူးဟန်ဆောင်ပန်ဆောင်ပြီးတော့နေကြတာများတယ်ပေါ့အေးတိရစ္ဆာန်တွေကြတော့အဲ့ဒါလို့မဟုတ်ဘူးတဲ့ဥဒ္ဒနကေညေတံဗန္တိယတိတံပတောသားကောင်တိရစ္ဆာန်တွေကြတော့အမတန်မှရိုးစင်းတယ်ဖြောင့်မတ်တယ်သူတို့စိတ်ထဲရှိတဲ့အတိုင်းပဲသူတို့ကလှုပ်လိရှိကြစိတ်ထဲရှိတဲ့အတိုင်းပြုမှုကြလူတွေကြတော့စိတ်ထဲကတခြားလှုပ်နေတာတခြားအဲ့ဒါလို့ဖြစ်တယ်ဒါကြောင့်မို့950ဇတ်တင်မှာလဲဆိုထားတာဒီစကလုံးအတိုင်းပဲသူဝိဇာနံသင်္ကာလနံတကုဏနိသဝတ္တိတံနော်သင်္ကာလဆိုတာမြေခွေးတောခွေးမြေခွေးတောခွေးတွေဆိုတာသူတို့ရဲ့စိတ်ထဲမှာဘာရှိနေတယ်ဆိုတာကြည့်လိုက်တာနဲ့သိတယ်တကုဏနိသဝတ္တိတံငှက်ကလေးတွေအော်မြည်နေတာဟာလေသူတို့စိတ်ထဲမှာဘာတွေဖြစ်နေတယ်ဆိုတာထင်ရှားပေါ်လွင်နေတယ်မနုဿဝတ္တိတံမနုဿဝတ္တိတံရာဇဒုက္ခိဇာနတရံတရောလူတွေရဲ့ပြောတဲ့စကားကြတော့အမှန်တမ်းသိဖို့ခက်ပါတယ်လူတွေဟာစိတ်ထဲအရှိတိုင်းပြောကြတာမဟုတ်ဘူးတဲ့အမှန်တမ်းကောက်ချစ်တယ်လို့ဒီလိုဆိုခဲ့တဲ့စကားတွေရှိတယ်ပေါ့